habla diferentes idiomas es un poco difícil, pero me gusta hablarlo. တခြားဘာသာစကားတွေ Korean, Chinese, Thai, French, Spanish. ပြောကြည့်မှာပဲဖြစ်ပါတယ် Everyone, welcome back to my Kelly YouTube channel. Today, I'd like to try something super exciting and interesting and fun. I'm gonna try to speak different languages: Korean, Thai, Chinese, Spanish, French, and English. English is now I'm speaking English. Let's see how interesting it is and how difficult it is. Okay, so please forgive me if I make some mistakes because I can speak only English and Spanish better. I'm studying Spanish and I can speak Spanish also. But these other languages I would like to try. Okay, so please don't mind if I make some mistakes. So let's get started. Spanish. Me llamo Chen, estoy estudiando español. Es mi segundo idioma favorito. Algún día iré a España. Hablar diferentes idiomas es un poco difícil, pero me gusta hablarlo. Korean. 안녕하세요, 채입니다. 잘 지내세요? 한국어로 말하고 있는 저예요. 저는 23살이고 현재 두바이에 살고 있어요. 제가 두바이를 좋아하는 이유는 두바이가 아주 깨끗하고 사람들이 규칙적이라는 점이에요. Chinese. 你好，我是陈，我会说中文。我以前学过中文，现在也还在学。我希望有一天能去中国。你知道我最大的爱好是旅行。 Thai. สวัสดีค่ะเช่นค่ะทุกคนสบายดีไหมคะเช่นชอบภาษาไทยค่ะเช่นชอบอาหารไทยมากๆค่ะเช่นชอบคนไทยค่ะขอบคุณนะคะ French. Bonjour, je m'appelle Chen. Par contre, un pas de la météo. Ma saison préférée est la saison des pluies. Je suis vraiment contente de voir qu'il pleut. Parfois, je sors et je tombe sous la pluie. Ok, so တော့ဘာသာစကားတွေပြောရတာနည်းနည်းတော့ခက်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြောဖို့လည်းကောင်းပါတယ်။ဘာသာစကားအသစ်တွေသင်ယူရတာတော့ Chan တို့အမြဲတမ်းပြောဖို့ကောင်းပါတယ်။ဒါပေမဲ့ Chan ကတော့ Spanish ကိုအကြိုက်ဆုံးပါ။ English နဲ့ Spanish ကတော့အကြိုက်ဆုံးပါ။ Chan လိုမျိုးဘာသာစကားတွေကိုလေ့လာရတာကြိုက်တဲ့လူတွေအနေနဲ့သို့မဟုတ်ဘာသာစကားလေ့လာဖို့လိုအပ်တဲ့လူတွေအနေနဲ့သင်တန်းကောင်းကောင်းလေးတစ်ခုကို Chan က recommend ပေးချင်ပါတယ်။အဲ့ဒီသင်တန်းမှာကကြတော့ English, Thai, Japanese, Chinese, Korean and French အဲ့ဒီဘာသာစကားတွေကိုသင်နိုင်ပါတယ်အဲ့ဒါကတော့ G1S ပဲဖြစ်ပါတယ် G1S ကတော့လူတိုင်းတော်တော်များများသိပြီးသားဖြစ်မှာပါနာမည်ကြီးဘာသာစကားသင်တန်းကျောင်းတစ်ခုပါ review ကောင်းကောင်းလေးတွေလည်းအများကြီးရထားပြီးတော့မှဘာသာစကား6မျိုးတောင်အဲ့ဒီ G1S သင်တန်းကျောင်းမှာသင်ယူလေ့လာနိုင်ပါတယ်သင်တန်းကြီးကလည်းအရန်ကိုမှတက်တာပါတယ်ဆိုတော့နေရာမရွေးအချိန်မရွေးဖုန်းတစ်လုံးရှိုံနဲ့စနစ်တကျစနစ်တကျဆိုပြီးတော့နောက်တစ်ခုကဒီသင်တန်းမှာဘာသာစကားတစ်ခုလည်းသင်တာမျိုးမဟုတ်ဘဲနဲ့ speaking club ပါပါတယ်အဲ့ဒီဟာတကယ်ပို့ပြီးတော့မှမိုက်တယ်ပေါ့နော်အဲ့တော့ကိုကချမ်းမြေပြောတယ်လေ့လာတာမဟုတ်ဘူးလေ့ကျင့်မှုကတစ်ခါလေးလုပ်ရမယ်အဲ့တော့ကိုကလေ့ကျင့်မှုတော့ဘာမှလေ့ကျင့်ရမလဲဆိုတာမျိုးကိုမသိဘူးဆိုလို့ရှိရင်တော့ဒီ G1S မှာကစာသင်ပြီးလို့ရှိရင်တခါတည်းကိုဘာသာစကားကိုလေ့လာသူချင်းအတူတူဒါ speaking club မှာလေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ G1S ကို channel recommend ပေးချင်တာပါဆိုတော့ဘာသာစကား6မျိုးတည်းကြိုက်တဲ့ဘာသာစကားကိုကိုကလေ့လာလို့လည်းရပါတယ်သင်တန်းကြီးလဲတက်တာပြီးတော့မှအခုဒီ channel video ကြည့်ပြီးတော့သင်တန်းသွားအပ်မယ်ဆိုလို့ရှိရင်ဒီ coupon လေးကိုပြပြီးတော့သင်တန်းသွားအပ်မယ်ဆိုလို့ရှိရင်တော့ cashback 3000ပြန်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ coupon ပြပြီးတော့ cashback 3000ပြန်ရဖို့ကကြတော့လူကြီးကန့်သတ်ထားတာဖြစ်လို့ခုဘာသာစကားလေ့လာမယ်လို့ဆုံးဖြတ်ထားတယ်သို့မဟုတ်ဘယ်ကနေလေ့လာမှမသိတော့ဒီ video ကြည့်ပြီးတော့ G1S ကနေလေ့လာတော့မယ်လို့ဆုံးဖြတ်လိုက်လို့ရှိရင်တော့မြန်သွားပြီးတော့သင်တန်းအခုအတွက် Chan ကပြောချင်ပါတယ်သင်တန်းတက်ဖို့စုံစမ်းခြင်းတဲ့လူတွေအတွက် Chan ရဲ့ caption မှာပေးထားတဲ့ G1S ရဲ့ page link ကနေပြီးတော့တွားရောက်စုံစမ်းနိုင်ပါတယ်ဆိုတော့ဘာသာစကားတွေကိုစနစ်တကျနဲ့လေ့လာနိုင်မဲ့ဒီ G1S မှာဘာသာစကားတွေကိုလေ့လာပါလို့ Chan ကအကြံပေးချင်ပါတယ်ဆိုတော့ Chan လည်းအခုဘာသာစကားတွေလေ့လာနေပါတယ် Spanish ကိုတော့ပို့ပြီးတော့တိုးတက်အောင်လုပ်နေပါတယ်ဆိုတော့ဘာသာစကားတွေကိုနေရာလေ့လာပြီးလေ့ကျင့်ဖို့လည်းမမေ့ပါနဲ့ channel ကတော့ပြင်သစ်စကားပြောရတာနည်းနည်းပို့ပြီးတော့ခက်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ပါမယ် Thank you for watching my video and see you on my next vlog bye bye ဘာသာစကားတွေပြောတဲ့နေရာမှာအမှားတွေဖြစ်သွားလို့ရှိရင်လည်း channel က sorry ပါ channel အခုမှ try me ပြောကြည့်တာမို့လို့ပါဆိုတော့တတာ